အောင်တယောက်မရောက်တာကြပြီဖြစ်သောမြိုင်သာမျိုးလေးရှိအပန်းဖြေအိမ်သို့ခရီးထွက်လာသည်လမ်းတွင်အဖော်ရအောင်တငယ်ချင်းဖိုးထောင်ကိုပါခေါ်လာသည်အောင်လမ်းဘေးမြင်ကွင်းတွေကိုကြည်စမ်းပါအောင်ကွာအရန်လာတာပဲကွာတောအထက်ထက်တောင်သွဲနဲ့မြင်ကွင်းတွေကအရန်ကြပြဆန်နေကွာအေးမင်းပဲပြောအောင်ရေငါတို့ထွက်လာကြတဲ့ကနနက်စာပဲစားရသေးတယ်မုတ်ဆိုင်တွေ့ရင်ကားခဏရက်ကွာဒီပါကွာမင်းကလည်းစားမယ်ဆိုတာကြီးပဲဟိုမှာမုတ်ဆိုင်နဲ့တွေ့ပြီးကားခဏရက်ကွာတငယ်ချင်းကားကိုခဏအနားပေးလိုက်မယ်ညီလေးမြိုင်သာမျိုးကိုသွားမလို့လားနေတောင်ဆောင်နေပြီရောက်ဖို့လိုသေးတယ်အခုဆိုင်မှာဝင်သားပါအောင်ထမင်းဟင်းဆောင်ရတဲ့အိတ်ဖို့အတွက်အခန်းလဲစီစဉ်ပေးမယ်ညမအိတ်တော့ဘူးအကိုမြိုင်သာမျိုးရောက်မှပဲအိတ်တော့မယ်ညီလေးမြိုင်သာမျိုးကိုရောက်ဖို့တော်တော်လိုသေးတယ်လမ်းအတိုင်းဆက်သွားရင်မိုးအတော်ချုပ်လောက်မှရောက်မှာနေပါအောင်ဖြက်လန်းတစ်ခုတော့ရှိတယ်လမ်းကျမ်းပြီးတရေချောက်တယ်လို့နာမည်ကြီးနေလို့တော်ယုံတန်ယုံမသွားရကြဘူးကွာကျွန်တော်တို့ကခေတ်လူငယ်တွေဆိုတော့တရေတစေတို့ကိုတိတ်မယုံဘူးပြီးတော့အိမ်ဆောင်ကြီးကိုဒီနေ့အရောက်လာမယ်ပြောထားလို့ပါဖြက်လန်းကဘယ်နာလောက်မှရှိလဲအကိုညီလေးကသွားကျင်တယ်ဆိုမှတော့အကိုပြောပြမယ်ဒီကနေ3မိုင်လောက်ဆိုရင်တောလန်းကွေလေးတွေးလိမ့်မယ်အလန်အတိုင်းတက်ဆက်မောင်းသွားရင်မြိုင်သာမျိုးကိုရောက်ပြီလမ်းညွန်ပေးလို့ကျေးဇူးပါကိုအေးရပါတယ်ကွာအဆအရာအဆင်ပြေပါစေကွာထမင်းဆိုင်ကအကိုလမ်းညွန်လိုက်တာဒီလမ်းပဲအောင်မင်းတတိထားမိလားပဝင်းကျင်ကတိတ်ဆိတ်ပြီးအေးဆက်နေတယ်ကြောချမ်းတယ်ကွာမင်းကလည်းကွာတော့ကအပင်ကြီးတွေများလို့အေးတာပါကွာအရေးထဲမှာကွာကားကဘာများဖြစ်တာလဲမသိဘူးဆက်ရက်သွားတယ်အောင်ဟိုရှိမှာဖွားအိုတယောက်တို့စီကိုလာနေတယ်လူအစ်စ်မဟုတ်ရဲ့လားကွာမင်းဘာတွေလျှောက်ပြောနေတာလဲငါတယောက်လုံးရှိပါတယ်ကွာညီလေးတို့ဒီမှာဘာလုပ်နေကြတာလဲကားဆက်ရက်သွားလို့ပါဖွာဒီမှာကြာမနေသင့်ဘူးကွမြန်သွားရင်အကောင်းဆုံးပဲဟုတ်ကဲ့ကားဆက်ပြန်ကောင်းသွားရင်သွားမှာပါဖွာကားဆက်ပြန်ကောင်းသွားပြီကွာထူးဆန်းတဲ့အဖွားကိုမတွေ့တော့ဘူးအောင်ရီမျိုးရောက်အောင်မြန်မောင်းပါကွာအပန်းဖြေအိမ်ကိုတော့ရောက်ပြီအခန်းတန့်ရှင်းရေးလုပ်ပြီးညစာချက်ထားဖို့အိမ်ဆောင်ကြီးကိုမှထားလို့အဆင်ပြေသွားတယ်အောင်မင်းတတိထားမိလားတောလန်းကနေသွားတော့ကားပေါ်ကိုတခုခုပါလာတယ်လို့ပဲဖိုးထောင်မင်းစိတ်ထင်လို့နေမှာပါကွာခီးပန်းလာလို့စောအိတ်ကြမယ်ကွာဘာတန်လဲဟာတရေချောက်တာလားအောင်ကြီးညတော့ကကောင်းအိတ်လို့မပြောခဲ့ဘူးကွာငါရောပဲဖိုးထောင်လာကွာအကြောင်းစုံသိရအောင်မနေ့ကထမင်းဆိုင်ပိုင်ရှင်အကိုကြီးစီသွားစုံစမ်းကြမယ်မနေ့ကညီလေးတို့ပါလားထမင်းလာစားကြတာလားမဟုတ်ဘူးအကိုရမနေ့ကအကိုပြောခဲ့တဲ့ဒေါ်လန်မှာတရေ6ခံရလို့အဲအကြောင်းစုံစမ်းခြင်းလို့ပါအင်းဟုတ်တယ်မနေ့ကအကိုပြောမလို့ပဲညီလေးတို့ကအလင်းလိုနေတာနဲ့မပြောဖြစ်လိုက်ဘူးအဲဒေါ်လန်နာက6ထဲမှာလွန်ခဲ့တဲ့နှစ်ကမိန်းကလေးတယောက်ပြုတ်ကျပြီးတေဆုံးခဲ့တယ်6ကနက်တော့အလောင်းကိုရှာမတွေ့ဘူးဖြစ်နေတယ်သူ့အလောင်းကိုကောင်းမွန်မြေမြုပ်ပေးလိုက်ရင်သူလည်းကောင်းရာဘုံဘဝရောက်လိမ့်မယ်လို့ထင်တယ်ဟုတ်ကဲ့ကိုကျွန်တော်တို့သူ့အလောင်းကိုရှာပြီးမြေမြုပ်ပေးလိုက်ပါမယ်အေးအဆင်ပြေပါစေကွာ6ကိုရှာရမယ်အောင်ရေဟိုမှာ6ကိုတွေ့ပြီ6ကိုတော့တွေ့ပြီဖိုးထောင်ရေဆင်းပြီးရှာကြည့်မယ်ဖြစ်ပါမလားအောင်ဖြစ်ပါတယ်ဖိုးထောင်ဟိုမှာအယိုးစုတစ်ခုတွေ့ပြီ6ထဲပြုတ်ကြပြီးတေဆုံးခဲ့တဲ့အလောင်းဖြစ်မယ်ငါတို့မြေမြုပ်ပေးလိုက်ကြမယ်ကောင်းရာဘုံဘဝရောက်ပါစေမိန်းကလေးအဖြူရောင်လင်းနှန်းတစ်ခုကိုတွေ့လိုက်လားဖိုးထောင်ကြည့်ရတာကောင်းရာဘုံဘဝရောက်သွားပြီထင်တယ်အေးဟုတ်မယ်နော်လာကွာပြန်ကြရအောင်နေတော့အတော်ဆောင်းနေပြီ Channel ကို like and subscribe လုပ်ပြီးအားပေးနိုင်ပါတယ်